စိုးရမြန်မာပြည်မှာခင်ဗျာမတလာနာမနာဖာသိတဲ့နေဘာလို့အစိုးရရှိကြတယ်အင်္ဂလိပ်တွေပြန်သွားတယ်ကအစိုးရတွေရှိတယ်အစိုးရလှုပ်ဆိုလို့ရှိရင်အဲ့စောက်ပုံတိုင်းပဲလုပ်တယ်အစိုးရလှုပ်ဆိုအဲ့တိုင်းပဲစကားလုံးစကားပြောဆိုလည်းအဲ့တိုင်းပဲလုပ်တယ်စာထုတ်ဆိုလည်းအဲ့တိုင်းပဲထုတ်တယ်ခင်ဗျားတို့ဒီလောက်ဆိုသိသိပြီငရုတ်တီးကအနီလဲဆက်တယ်အသိလဲဆက်တယ်ဆိုတော့ခင်ဗျားတို့ဒီလောက်ဆိုသိသိပြီသူမသားကိုအားသူပါတော့ပါလားသူမသားကိုအားသူပါဒီပြည်တော်မသူ့ရုပ်သွင်းသမဏမြန်မာနိုင်ငံအတွင်းမှာအစိုးရတက်လို့ကြတဲ့ဟာတွေကသူမသားကိုအားသူပါပဲငါတော့မှာ follower များတဲ့ကောင်ကဒါပဲလေလူအုပ်ကြီးအဓိကအဲ့ပြည်သူသားအဓိကဆိုတော့အောင်ဆန်းကြီးအဲ့ဒါကိုပြောနေတာပြည်သူသားအဓိကပြည်အဲ့ဒီလူအုပ်ကြီးကိုဘယ်သူမှမဆန့်ကျင်ရဘူး even ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မဆန့်ကျင်ရဘူးအဲ့ဒီလူအုပ်ကြီးကိုမဆန့်ကျင်ရတာကျွန်တော်တို့ဒီကောင်အပြတ်ပြောတယ် NLD လည်းလူအုပ်ကြီးကိုမဆန့်ကျင်ရဘူးဒေါ်အောင်ဆန်းစုကြည်လည်းလူအုပ်ကြီးကိုမဆန့်ကျင်ရဘူးဘယ်ကောင်းမှလူအုပ်ကြီးကိုမဆန့်ကျင်ရဘူးအဲ့ဒီလူအုပ်ကြီးကဘာလဲအဲ့ဒီလူအုပ်ကြီးကနာဂန်းတစ်လုံးမှမသိတဲ့လူများစုကြီးမဆန့်ကျင်ရဘူးအဲ့လူအုပ်ကြီးအတွက်ဆိုရင်ခမရလဲအမှန်ကိုသိနေအောင်မပြောရဘူးရက်ကွက်ပါမီဝိုင်းရှိုးပလိုက်မှာပေါ့ခမရလဲဒါသူတို့နိုင်တယ်ထင်မှလောက်တာနော်အဲ့လူအုပ်ကအဲ့ဒီလူအုပ်ကနိုင်တယ်ထင်မှဖျဲတာတော့ဟုတ်လားအခုရဘာလူငယ်လေးဝိုင်းဆိုင်နေဆိုလို့ပြောပေါ့နိုင်တယ်ထင်လို့ဖျဲတာငါတို့ဘာမှပြန်မပြောရဘူးဒီကောင်လေးဘာမှပြန်ငါတို့လည်းဒီကောင်လေးတစ်ချိန်ခါနားမထောင်ဘူးငါလည်းဒီကောင်လေးကိုပတ်သက်ပေးပြီးခါနားမထောင်ဘူးဆိုပြီးတော့ဖျဲတက်ဖျဲတာတက်အဲ့ဒီလူအုပ်ရဲ့ mindset ကအဲ့ဒါပဲအဲ့ဒီလူအုပ်ကစောက်ကျင်ရတာပဲနိုင်ရထင်မှဆုံးကြီးလောင်းတာအဲ့ဒါမြန်မာလူပဲဒီအခါချပဲကျင်ကျမှုပဲအဲ့ဒီလူအုပ်ထဲကလူအုပ်ကြီးတဲ့လူတွေကခမရကလည်းတကယ်တကိုရီတခါရအစွမ်းထပ်ပြီးတော့တုံးပြီးတော့ကိုယ်အစွမ်းအကုန်တုံးပြီးတော့အမှန်တရားဘက်ကရက်တည်ရမယ်ဆိုမရက်တည်ဘူးဘာလို့လူအုပ်ကြီးမပါလို့ငါပြောတယ်တိတ်လက်ကလေးအိမ်သာသွားရအောင်ခမရလေကျောင်းနေမှာအခုတော့အဲ့ဒီ delay ရှိသေးလားဟမ်မင်းကလေးအိမ်သာသွားတယ်ကြားလေးအိမ်သာသွားတိုက်လက်ကလေးရှုတော့ပေါ့ဟဲ့ကောင်မရှုတော့ပေါ့စီလိုင်းကြောင်းနေစက်နေတာအီလိုင်းကြောင်းနေစက်နေတာ follow မပိုင်လုံးမလုပ်တော့မလုပ်ရဘူးမယုံကြည်ဘူးကိုမယုံကြည်တာမယုံကြည်အောင်လည်းလုပ်ပေးတာလေမိဘလက်ထက်တွေကလုပ်လိုက်တာဒါကြောင့်မလို့ပြောတာ NLD ရောဒေါ်အောင်ဆန်းစုကြည်ရောအဲ့ဒီလူအုပ်ကြီးကိုကြောက်တယ်အဲ့ဒီလူအုပ်ကြီးမရှိလို့မရဘူးအဲ့ဒီလူအုပ်ကြီးမပိုင်ပြဿနာရှိတယ်အဲ့တော့အဲ့ဒီလူအုပ်ကြီးကိုလူအုပ်ကြီးဆိုတော့ဗာလဲဆိုတော့အားကြီးတဲ့လူနိုင်သတန်းပေါ့ဟိုတော်ရိုင်းဥပဒေပေါ့တော်ရိုင်းဥပဒေအဲ့တော့ခင်ဗျားတို့လူအုပ်ကိုပဲကျွန်တော်စကားပြောရမှာပဲအဲ့လူအုပ်ကိုပဲကျွန်တော်တဲ့ပြောရမှာပဲဒီစကားကကျွန်တော်တဲ့ပြောမှာခင်ဗျားတို့အဲ့စောက်ကျင်တဲ့ဘလောက်ဆက်သွားကြလဲမမှတ်သေးဘူးလားဒီဘဝရောက်နေတာတော့မမှတ်သေးဘူးလားဒီအချိန်တွေရောက်နေတာတော့မမှတ်သေးဘူးလားငါတို့လူအုပ်အမှန်တရားမျှတမှုတွေဘက်ကနေတရားမျှတမှုတွေဘက်ကနေမရက်တည်ခဲ့တဲ့အတွက်ငါတို့လူအုပ်ဟာတရားမမျှတတဲ့ဘဝတွေကိုနေ့စဉ်ရက်ဆက်ရနေပါလားဆိုတာရတဲ့ပြီနောင်တာရတဲ့ပြီအဲ့ဒီလူအုပ်ပြောင်းလိုက်ရင်အဲ့ဒီလူအုပ်ရဲ့ mindset တွေစောက်ကျင်နေဒီမိုကရေစီစံနှုန်းတွေအလေးကျင့်နေအဲ့ဒီလူအုပ်ကကျင့်ယူလိုက်ရင်အမြင်တွေအတွေးခေါ်တွေပြောင်းပလိုက်ရင်ပြောင်းပြီအဲ့နိုင်ငံပြောင်းပြီတကယ်ပြောင်းပြီမှန်လားဘာလို့အစိုးရအဲ့လူအုပ်ကိုကြည့်ပြီးလုံးနေတာအဲ့လူအုပ်ကိုကြည့်ပြီးလုံးနေတာ